အဲ့နဲ့ပဲဆွဲလိုက်တော့မယ်ညာလုံးတမြန်လေးညစ်ပါမယ်တမြန်လေးညစ်ပြီးဘိုးတပြန်နေပြန်လှည့်မယ်ဘိုးပြန်ပြီးရင် ထူတော့ ဒါလေးထည့်မယ်လက်နဲ့ပဲအားလုံးထည့်ပြီးလက်နဲ့ပဲစားလိုက်တော့မယ် ဟုတ်လား wine star လေးကျွေးပါတယ် လုံးစားပြီဟုတ်တယ် အရန်စားနေရောရိုက်ဖို့မေ့သွားလို့အခုမှရိုက်ရဒီမှာတော့အလုံး30စားပြီးသွားပြီပေါ့နော် အရိယာစောလိုက်တာလုံးလုံးသက်ဆိုင်တာတတိယ အဲ့လိုဖြစ်သွားတယ်ကဲဒီက white star လေး32လုံးမြောက်ကို ဟိုငါငါဗီဒီယိုရဲ့ထူလက်ပြီးအတန်ထည့်ပြီး အဲ့လည်းကောင်းတယ်လေ အတန်ပြုတ်သွားဒီနေ့ငါတို့တက်တော်ရောအရင်ကပါဇက်နဲ့ပြီးလို့ပြီးတယ်ကပြားညီမှာဆိုလို့ တန်ဒူတက်အဲ့ဒါမြူးနေတာ ခေါ်တဲ့အောင်လည်းပါလာ နော်ဟုတ်ပါ ဒီရဲပါဝိုင်းတင်ပြောရတယ် အားလို့လေ အတင်းမို့လေ ကောင်းတာကိုပြောတာကောင်းရောက်ကြည့်လို့လား မများ ဒီညတဘုံကမရှိ အေး ဘူး ငါတို့ဒီများကိုပဲပုံစံကောက်တယ် လို့မူးတာဆိုတာ ဆင်မွန်လဲဝါစာဘီလို့ပါတော့နမစားတော့စီဖူး sauce နဲ့ပဲစားလိုက်ပါတယ် တကယ်ချင်းနဲ့ဂျခိုင်မှာစားလို့နင်းနဲ့ရှက်တို့ဟွာတို့နဲ့ရောတာပြင်းနေတယ်ပြင်းစရာကြီးတဲ့အစ်စ်စမ်းပြောင်းငါလိမ်မော်ရင်းနဲ့ရောပြီးမယ်အေးတကယ်ချင်းလုံးလိုက် ငါရကုန်းနဲ့အတိုင်း မသိမောင် အဲ့ဒါပဲ3ကွက် ဒီနေ့အရက်ကကောင်းသွားလို့မကောင်းထက်မှုကြအောင်လို့ဒီသားတောက်ခွက်လုပ်တွေရတယ် အေးအရာအဲ့ဒါ တော့ပြီဖုန်းထောင်လိုက်စားရအရင်ဖက်လို့ စိတ်တော့ဝုတ်တော့ခွဲကြည့်တယ် ဟမ် အလို့ရဟာဒီလိုမျိုးဆက်ပါဒီဘာဘာမှမပါဘူးသူတို့ဒီမှာလူမျိုးကောင်းလုံလာစား အဲ့ဒါဘာမှမပါ ပင်လယ်စာနဲ့ကြက်ပဲနော်တငါးတို့ဘာတို့ပဲညာဝတ်မစားလို့လားဘာမှမပြုတ်ဒီကအကုန်လွတ်တယ် ရမ်းကောင်းတယ်ဒါမဲ့တော့ပြီစက်မရိုက်တော့ စမြဲတော့လူတော့ပါပါ